Hello အားလုံးပဲမင်္ဂလာပါခွေးချက် black ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ KFC စတိုင်စကားကြော်ပြပေးမှာဖြစ်ပါတယ်ဗျာပထမဆုံးဈေးရဝယ်လာတဲ့ကြက်ပေါင်လုံးလေးတွေကိုရေတန့်ဆွမ်းတော့အောင်ဆေးပေးရမှာဖြစ်ပါတယ်ဗျာကြက်သားကိုကြိုက်တဲ့အပိုင်းနဲ့ကြော်လို့ရပါတယ်ကျွန်တော်ကတော့ပေါင်လုံးလေးနဲ့ကြော်ပြပေးမှာဖြစ်ပါတယ်ဗျာပေါင်လုံးလေးတွေကိုဓာလေးနဲ့အနှဲငယ်မှုန်းပေးမှာဖြစ်ပါတယ်ဗျာရတာတော့စားလေးအနှဲငယ်ထည့်ပါမယ်အချုံမုံလေးအနှဲငယ်ထည့်ပါမယ်မကြိုက်ရင်မထည့်ပါနဲ့ကြက်သားမုံလေးအနှဲငယ်ထည့်ပါမယ်ပြီးရင်တော့ကျွန်တော် QC လေးအနှဲငယ်ထည့်ပါမယ်ပြီးရင်တော့ကျွန်တော်ကြာညွတ်ပေါ့နော်ကြာညွတ်လေးအနှဲငယ်ထည့်ပါမယ်ပြီးတော့အယောင်တော့ကျွန်တော်ယူသီးမုံလေးတစ်စောင်းလောက်ထည့်ပါတယ်ပြီးတော့ကျွန်တော်တို့နှောက်ပါအောင်နယ်ပြရမှာဖြစ်ပါတယ်ဗျာညမှာကျွန်တော်ရှက်လက်ကရည်လေးနှဲငယ်ထည့်ပါမယ်ပြီးရင်တော့ချင်းကျက်သူပြထောင်းထားတဲ့အရည်လေးညှစ်ထည့်ပါမယ်ပြီးရင်တော့ကျွန်တော်ရုပ်ကောင်းမုံလေးနှဲငယ်ထည့်ပါမယ်ပြီးရင်တော့ကျွန်တော်မဆလာလေးနှဲငယ်ထည့်ပါမယ်ပြီးရင်တော့ကျွန်တော်ဒါနှောက်အောင်မွေပေးအောင်ဖြစ်ပါတယ်ဗျာပြီးရင်တော့ကျွန်တော်တို့အဲ့ဒါကိုနိုင်ဝက်တစ်နာရီလောက်နှက်ထားပေးမှာဖြစ်ပါတယ်ဗျာရွှေလေးပြမုံလေးထမင်းစားစုံနဲ့3စုံလောက်ထည့်ပါမယ်ပြီးတော့ရေလေးနှဲငယ်ထည့်ပြီးတော့နှောက်အောင်မွေပေးရမှာဖြစ်ပါတယ်ဗျာရောင်လေးလောက်ဖို့အတွက်ယူသီးမုံလေးတစ်စောင်းထည့်ပါမယ်မထည့်လည်းရပါတယ်ဗျာနောက်ကြက်သားကိုမုံလေးထဲထည့်ပြီးတော့နှောက်အောင်မုံလေးနှောက်အောင်ထည့်ပေးရမှာဖြစ်ပါတယ်ဗျာမုံလေးလေးထည့်ပြီးတော့ကိုကြက်သားလေးနှောက်အောင်ထည့်ပြီးတော့ဆိုတော့ကျွန်တော်တို့ကက်ကြော်မုံလေးကိုကြက်သားလေးထည့်ပြီးတော့ကျွန်တော်ပြထားတဲ့အတိုင်းပဲကြက်သားတော့ကိုကက်ကြော်မုံလေးတွေကတ်သွားအောင်လုပ်ပေးရမှာဖြစ်ပါတယ်ဗျာစီပူလာရင်တော့ကျွန်တော်တို့ကက်ကြော်မုံကတ်ထားတဲ့ကြက်သားလေးတွေကိုထည့်ပြီးတော့ကြော်မှာဖြစ်ပါတယ်ဗျာကျွန်တော်ကြော်တဲ့ခါမှာလည်းမီးပြင်းပြင်းနဲ့ကြော်စရာမလိုပါဘူးဗျာဘာလို့လဲဆိုတော့မီးပြင်းပြင်းနဲ့ကြော်တဲ့ခါကျရင်ဒီကမုံးလေးတွေကတူးသွားပြီးတော့အတွင်းထဲကကြက်သားကအကျက်ဖက်ဖြစ်မှာဆုပ်လို့ပါဗျာကဲအခုဆိုရင်တော့ KFC စတိုင်ရန်စားကြကြကောင်းတဲ့ကြက်ကြော်လေးရပါပြီဗျာကျေးဇူးတို့တယောက်ချင်းတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ဗျာ